ဝရိနီးပညာနဲ့ဝရိလုပ်ငန်းစဉ်ပေါ့ဒါလေးကျွန်တော်ပြောပြခြင်းပါတယ်ဘာလို့လဲဆိုတော့ဝရိနီးပညာနဲ့ပတ်သက်လို့ကျွန်တော်အရင် post တွေမှာတင်ထားဘူးတယ်ဝရိနီးပညာ43မျိုးရှိတယ်43မျိုးတဲ့နေမှာကျွန်တော်တို့နိုင်ငံကျွန်တော်တို့ဒေသန္တရအနေနဲ့အများဆုံးသုံးတာကတော့ဝရိနီးပညာကို10မျိုးလောက်ပဲတွင်ကျက်သုံးတယ်အဲ10မျိုးတဲ့နေမှာထပ်နှုတ်ရင်4မျိုး5မျိုးလောက်ပဲတွင်ကျက်သုံးတယ်ဘာတွေလဲဆိုတော့ SMA Blue Shine Metal Awarding FCA Blue Flaggo Awarding GTA Blue Gas Testing Awarding GM8 Blue Gas Metal Awarding ဆိုပြီးတော့အများဆုံးသုံးတယ်ဒါဝရိနီးပညာကျန်တဲ့နီးပညာ39မျိုးလောက်ကပေါ့နော်ဟိုပစ္စည်းရှားပါတော့ကြောင့်တော်တော်များများမသုံးကြဘူးနိုင်ငံလိုက်မသုံးကြဘူးကဘာနဲ့ချီပေါ့နော်မသုံးနိုင်ကျွန်တော်နိုင်ငံမှာအများဆုံးသုံးတာဒီ၄မျိုးကိုအများဆုံးသုံးတယ်အဲ့ပုံမှာကျွန်တော်ခုပြောနေတာကဝရိနီးပညာဝရိလုပ်ငန်းစဉ်နီးပညာနဲ့လုပ်ငန်းစဉ်နဲ့ကွဲပြားတယ်နီးပညာများမသိလုပ်ငန်းစဉ်များမသိလက်ရှိခေတ်မှာယနေ့ခေတ်တော်များများမှာပုံးနေမှာပါလာတယ် MMA တူအဲ့ဒါလုပ်ငန်းစဉ်ကိုခေါ်တယ်နီးပညာမဟုတ်ဘူး MMAW Manual Metal Awarding လူနဲ့စော်တဲ့ဝရိလို့ပြောတာနီးပညာပြောတာမဟုတ်ဘူးအဲ့ဒါကိုဘူးမသိကိုမသိနဲ့ဇွတ်မေးဇွတ်ပြောနောက်လေးစားသမှုမရှိတဲ့မှန်တယ်များကျွန်တော်ပြန်မဖြေပါဘူးအပြန်လန်လေးစားမှုရှိတဲ့မှန်တွေကိုပဲကျွန်တော်ဖြေတယ်နောက်ပြန်လန်လေးစားမှုကျွန်တော်ဟောထဲမှာလေးစားမှုမရှိတဲ့မှန်ဆိုကျွန်တော် unlike ဖြစ်ထားတယ်ဘာလို့လဲဆိုတော့ကျွန်တော်နီးပညာကိုကျွန်တော်သိတဲ့အကြောင်းလေးတွေနဲ့ကျွန်တော် sharing လုပ်တယ်ကျွန်တော်အကျိုးအကြောင်းလေးတွေကိုကျွန်တော်အများသူငါကလေးတွေအဆင်ပြေအောင်လို့ကျွန်တော်ကဖြေကြားပေးခြင်းဖြစ်တယ်တင်ပြပေးခြင်းဖြစ်တယ်ကျွန်တော်စော်ကားခံဖို့လို့ကျွန်တော် line ပေါ်မှာဖြေကြားနေခြင်းမဟုတ်ပါတချို့လဲခုချိန်ကြီးရှိတယ်လူပေါင်း3,300,000ကျော်လောက်ကိုကျွန်တော် sharing လုပ်ပေးတာကျွန်တော်လူလုပ်ပေးနိုင်တဲ့လူရှိရင်လုပ်ပါကျွန်တော်လဲလေးစားသမှုနဲ့အဲ့ဒီပညာတွေကိုလေ့လာပါတယ်ပြန်ပြီးတော့ sharing လုပ်ပေးပါတယ်ပြန်ပြီးတော့ကူညီပေးပါတယ်ကျွန်တော်လုပ်နေတဲ့အချိန်ကျမှဘေးရန်နေဝင်ပြောနေရတော့မင်းမဲစာတက်တယ်လို့မင်းမဲစာတိတယ်လို့ဆိုတာမျိုးလေးစားမှုမရှိတဲ့ comment တွေကျွန်တော်ထဲမှာတခါတလေမြင်နေရမလုပ်ပါနဲ့အရင်တော့လည်းကျွန်တော်ပြောဘူးတယ်လုပ်ငန်းစဉ်နဲ့နီးပညာတော့မသိဘဲနဲ့ကိုတိုင်းတော့ဘာမှမသိဘဲနဲ့ပုတ်ခတ်တယ်ဝေဖန်တယ်ကျွန်တော်ပြောနေတာလုပ်ငန်းစဉ်နီးပညာနှစ်မျိုး꿰တယ် MMA လို့ဆိုတာ Manual Metal Awarding ကိုခေါ်တာလူနဲ့လက်တွေ့စော်တဲ့ဟာကို Manual Metal Awarding အဲ့မှာ robot တို့ set တွေနဲ့ CO2 set တွေနဲ့စော်တဲ့ဟာ SSMMA လို့ထပ်ခေါ်တယ် Semi Metal Semi Automated Shine Metal Awarding ဆိုပြီးတော့ထပ်ထွက်သေးတယ်အဲ့ဒါကို MMA ကိုနီးပညာထင်းနေတာမဟုတ်ပါဘူး MMA ဆိုတာလုပ်ငန်းစဉ်မှာနီးပညာထဲမှာ MMA ရဲ့လို့မရှိပါဘူး Manual Metal Awarding လို့လူနဲ့လက်တွေ့စော်တဲ့ဟာကို Manual Metal Awarding လို့ခေါ်ပါတယ်နော်ဒါသိစေဖို့ကျွန်တော်ကြိုးချောင်းပြန်လည်ဖြေကြားပေးခြင်းဖြစ်ပါတယ်နီးပညာ43မျိုးရှိတဲ့တဲမှာ MMAW ရဲ့လို့မရှိပါဘူး SMA Shine Metal Awarding လက်နေယနေ့ခေတ်တွင်ကျဟောလူတွေရောဘင်းတွေရောအဆောက်အဦတွေရောဆွဲချတွေရောစုံနေတာပါနော် body ယုံတွေမှာစော်တဲ့ Gas Metal Awarding CO2 နဲ့လည်းစော်တယ် argon နဲ့စော်တယ်နော် Flaggo နည်းနည်း heavy တွေစော်တဲ့နေရာမှာဆို Flaggo Awarding FCA လို့စော်တယ် GTA လို့တွင်ကျဒီနေ့ခေတ်မြန်မာနိုင်ငံမှာရောကမ္ဘာမှာရောတွင်ကျအသုံးများလာပါတယ် GTA Blue Gas Testing Awarding ဆိုပြီးတော့တွင်ကျအသုံးများနေပါတယ်ဒို့ဝေဒီ MMAW ဆိုတာလုပ်ငန်းစဉ်ပါနီးပညာမဟုတ်ပါဘူး Manual Metal Awarding Manual ဆိုတာ Manual နဲ့ဆန့်ကျင်ဘက်မှာ Auto
CO2 တို့စက်တို့ robot တို့နဲ့စော်တာပါ manual metal awarding ဤပညာနဲ့လုပ်ငန်းစဉ်နဲ့ခွဲခြားတိအောင်လို့ကျွန်တော်ဖြေကြားပေးခြင်းဖြစ်ပါတယ်လူပေါင်း3,300,000ကျော်လောက်ကိုကျွန်တော် sharing လုပ်ပေးနေတာအဲ့ထဲမှာတယောက်ကောင်းနှစ်ယောက်ကောင်းပါကောင်းပါနိုင်တာမှန်ပေသည့်3,300,000ကျော်အဲ့တယောက်ကောင်းကြောင့်အနောက်ဆက်ဖြစ်သွားတာမျိုးမဖြစ်စေချင်ပါဘူးအဲ့တော့အပြန်လန်လေးစားမှုမရှိတဲ့မှန်မှန်သမျှကိုလည်းကျွန်တော်ပြန်လည်ဖြေကြားပေးခြင်းမရှိပါဘူးအပြန်လန်လေးစားမှုမရှိတဲ့မှန်တွေကိုလည်းကျွန်တော်မမြင်ချင်ဘူးဆိုရင်ကျွန်တော်ဘလော့ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ပတ်ဝန်းကျင်ကျွန်တော်တို့လူနောင်လာနောက်သားလူငယ်လေးတွေတိုးတက်စေချင်လို့ကျွန်တော် sharing လုပ်ပေးတာပါဖြေကြားပေးတာပါပြောကြားပေးတာပါဒုတိယရဲ့စော်ကားခံခြင်းလက်ခံဖို့အတွက် line ပေါ်မှာတင်ပေးနေခြင်းမဟုတ်ပါဘူးအဲ့တော့ကိုယ်တိုင်ရောကိုလူကလေးတွေကိုတိုးတက်စေချင်တယ်ဆိုရင်ကိုယ်နည်းပညာကိုယ်အသိပညာကိုယ်ဘဟုတုတကိုယ်အုံနှောင်းနဲ့ကိုယ်ရဲ့ intelligent နဲ့ရှင်းပြပေါ့ပြောပြပေါ့မင်းပဲစာတတ်တယ်လို့မင်းပဲသိတယ်လို့မင်းပဲနားလဲတယ်လို့မလုပ်ပါနဲ့ကျွန်တော်နားလဲတဲ့လောက်ကျွန်တော်သိတဲ့လောက်နောက်ကျွန်တော်အသက်50ကျော်ပါမခံလေးစားပြောနီးတို့မလေးမစားပြောနီးတို့အပြန်လန်လေးစားမှုမရှိတဲ့မှန်မှန်သမျှကိုကျွန်တော်အော်တိုဘလော့ပါတယ်မဖတ်ပါဘူးဒါသိစေချင်လို့ပါအဲ့တော့ဝရိန်လုပ်ငန်းစဉ်နဲ့ဝရိန်နီးပညာနဲ့ခွဲခြားနိုင်အောင်လို့ကျွန်တော်ပြန်လည်ဖြေကြားခြင်းဖြစ်ပါတယ်ဝရိန်လုပ်ငန်းစဉ်တတ်ရှိပါတယ်ဝရိန်နီးပညာကတတ်ရှိပါတယ်ဝရိန်လုပ်ငန်းစဉ်ဆိုတဲ့အပေါ်မှာ MMAW ဆိုတာ manual metal awarding မှာဝရိန်နီးစဉ်ထဲမှာမပါပါဘူးကျေးဇူးပါ